ကလင်းတွေမှာစခရိုင်းများခြင်းကစိတ်ပိုင်းဆိုင်ရာနဲ့ခန္ဓာကိုယ်ဖုံးပြမှုအဆိုးကျိုးတွေကိုဖြစ်ပေါ်စေပါတယ်။ဒါဆိုစခရိုင်းချောချဖို့ဒီနည်းလမ်းလေးတွေသုံးပြီးတော့ကာကွယ်ပေးလို့ရပါတယ်။ဒီ game လေးရဲ့ကြိုးကျေးဇူးကတော့ရှေ့မှာဘာဖြစ်လာမလဲဆိုတာကိုကြိုတင်ခံမဲ့လာနိုင်တယ်။ဆုံးဖြတ်တွေမှန်ကန်လာမယ်အနိုင်နဲ့အရှုံးရဲ့သဘောတရားကိုလည်းသဘောပေါက်နားလည်စေမှာဖြစ်ပါတယ်။ memory game လေးကတော့ကတ်ကတ်ချင်းစီမှာပါတဲ့ပုံလေးတွေကိုတေချာသတိထားမှတ်ပေးဖို့လိုပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ working condition လို့ခေါ်တဲ့လုံးလုံးနိုင်စွာမှတ်ဉာဏ်တွေကိုတိုးတက်စေပါတယ်မကြာခဏကစားပြီးရဆိုရင်တော့ neutral condition လို့ခေါ်တဲ့အုံနောက်မှာဆက်သွယ်မှုတွေကိုပို့ပြီးတော့တိုးတက်လာစေပါတယ်ဒီဆော့ဖ်ဝဲလေးတွေဆော့ပေးခြင်းကပုံပိုင်းစားလေးတွေကိုချိတ်ဆက်တဲ့အခါမှာအရာပုံသဏ္ဍာန်နမူနာတွေကိုကြည့်ပြီးတော့သုံးသပ်ပြီးတော့မှဆက်ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ problem solving skill ဆိုတဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုတိုးတက်စေပါတယ်ဘုံလုံးစားခြင်းကဘယ်ကကိုသုံးချရမလဲဘယ်ချိန်မှာဝိုင်းကသုံးရမလဲဆိုတာတွေကိုစဉ်းစားရတာဖြစ်တဲ့အတွက် strategy thinking skill လို့ခေါ်တဲ့တစ်စင်ပြီးတစ်စင်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုမြင့်တက်စေပါတယ်။ဒါပြင်ကလေးငယ်တွေအတွက်ဆိုရင်တော့အရာနဲ့နံပါတ်တွေကိုပါတွဲမှတ်သိစေနိုင်တဲ့အတွက် game ကစားရနေပြီးတော့မှတ်ဉာဏ်ကိုပြန်လည်တစ်ဖက်တိုးမြင့်အောင်စမ်းဆောင်နိုင်စေတဲ့ skill တွေကိုရရှိစေတာဖြစ်ပါတယ်။